episode 2ရဲ့အစမှာတော့ဘဲကြီးတပည့်ကိုတွေ့မြင်မှာဖြစ်ပြီးတော့အဲ့ဒီဘဲကြီးအနေနဲ့ဘင်းကိုတတ်ဖို့အတွက်စူးစမ်းခဲ့တာကြောင့်ဆက်ရုပ်လို့ထင်ရတဲ့အရာတွေကလည်းဘင်းနဲ့ပတ်သက်လာလို့ရှိရင်ချက်ချင်းကိုပြည့်တံပေးတဲ့နဲ့ဒါပေမဲ့ကောင်စီရဲ့တညာပေးခဲ့မှုကြောင့်မင်းဟာမင်းရဲ့မိသားစုကိုခေါ်ပြီးတော့မင်းရဲ့မွေးရမြေကိုသွားရမယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ဘဲကြီးကလည်းသူ့ရဲ့ဇနီးတင်နဲ့သူ့ရဲ့သားကိုကြည့်ကကျွန်တော်ကဘင်းကိုတတ်ဖို့စူးစမ်းခဲ့တာမှန်ပေမဲ့သူတို့နှစ်ယောက်ကိုတော့တညာပေးပါဆိုပြီးတော့ပြောလိုက်ပါတယ်ကျွန်တော်ရဲ့မွေးရမြေကိုပြန်မယ်ဆိုလို့ရှိရင်လည်းတရားထက်ထောင်ပို့ဆိုးအောင်မယ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဆက်ရုပ်လို့ထင်ရတဲ့အရာတွေကဘရင်ကငါတို့ရဲ့အလင်းရောင်မဲ့ဘယ်တော့မှသိငယ်တဲ့ရာအတွက်ဆုံးဖြတ်ချက်ကိုပြင်မှာမဟုတ်ဆိုပြီးပြောလိုက်ပါတယ်အဲ့ချိန်မှာပဲဘဲကြီးကလည်းတက်ညာပေးပါဘရင် Grey ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ရုတ်တရက်တိုက်ခိုက်တံကိုကြားလိုက်ရကသူ့ရဲ့ဇနီးဖြစ်သူနဲ့သူ့ရဲ့သားဖြစ်သူတေဆုံးသွားတာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲ့ဒီချိန်မှာပဲဆက်ရုပ်လို့ထင်ရတဲ့ကောင်တွေကဒါကတကယ်ကိုတက်ညာမှုရဲ့ဘရင်ရဲ့လက်နဲ့တက်လိုက်တဲ့အတွက်ဒီလူနှစ်ယောက်ကထာဝရဆင်းရဲတော့ကနေလွတ်မြောက်သွားပြီဆိုပြီးပြောလိုက်ပါတယ်ဒီချိန်မှာပဲဟိုဘဲကြီးကလည်းကျေးဇူးတင်ပါတယ်လို့ပြောကကျွန်တော်တို့အခုအာစတာဘက်ကိုတော့ပြန်ရောက်လာတာတွေ့မြင်မှာဖြစ်ပါတယ်အာဆာရဲ့ဘက်မှာလည်း Ray အနေနဲ့ပပနဲ့စင်တူနော်ဆိုပြီးတော့အာဆာကိုတိုက်ခိုက်ရင်သုံးတဲ့ပစ္စည်းကိုပေးနေပေမဲ့လည်းအာဆာကဒီခန္ဓာကိုယ်နဲ့ဆိုလို့ရှိရင်အနားမြောက်ခင်ကရှော့သွားလိမ့်မယ်ဆိုကသူအနေနဲ့ဓာတ်ကိုပဲကင်လိုက်ပါတယ်အဲဒီနောက်သူတို့နှစ်ယောက်စတင်ပြီးတော့တိုက်ခိုက်လိုက်တဲ့အချိန်မှာတော့ Ray ကလည်းကောင်းတဲ့အာဆာလို့ပြောကသူခိုင်ထားတဲ့တုပ်ကိုမန္နာခိုးတွေထည့်လိုက်တာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်အဲဒီချိန်မှာတော့အာဆာကလည်းသူ့လုပ်တဲ့တိုင်လိုက်လုပ်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ဓာတ်ကပါမန္နာခိုးတွေရောက်လာတာကိုတော့တွေ့မြင်ရမှာဖြစ်ပါတယ်အဲဒီနောက်သူရဲ့မန္နာခိုးသားနဲ့ဟိုဘက်ကမန္နာခိုးတုပ်ကိုဝင်ရိုက်လိုက်တဲ့အချိန်မှာတော့ Ray ကင်ထားတဲ့တုပ်ကလည်းထက်ဝက်ကျိုးသွားက Ray ကလည်းအံ့ဩသွားပါတယ်အဲဒီနောက် Ray အနေနဲ့ Alice ကိုသွားပြီးတော့အာဆာကိုတခြားမြို့မှာသွားပြီးတော့ဆရာကောင်းတဲ့သင်ပေးတင်တယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့ Alice ကလည်း Ray ကိုရှင်ပြောတော့ရှင်ကိုယ်တိုင်သင်ပေးမယ်ဆိုအခုကြဘာဖြစ်တာလဲလို့ပြောတဲ့အချိန်မှာတော့ Ray ကလည်းအာဆာကတကယ်ကိုပါရမီရှင်ဖြစ်ပြီးတော့သူ့ထက်ကောင်းတဲ့ဆရာတယောက်လိုတယ်ဆိုပြီးပြောလိုက်ပါတယ်ပါရမီရှင်ဆိုတဲ့နေရာမှာတော့မန္နာခိုးနဲ့မအောင်လုပ်ထားတဲ့ပစ္စည်းကိုဖျက်ပြသွားတာကိုသက်သေပြလိုက်ပါတယ်ဒါပေမဲ့ Alice ကလည်းအာဆာနဲ့ခွဲရမှာကိုညှင်းဆန်နေပြီးတော့နှစ်ယောက်သားစကားအခြေတင်ဖြစ်နေတဲ့အချိန်မှာပဲအာဆာကနှစ်ယောက်လုံးသူနဲ့တူမလိုက်ဘူးလားလို့ပြောလိုက်တဲ့အချိန်မှာတော့သူတို့နှစ်ယောက်လည်းအတွေးပေါက်တာကအာဆာကတကယ်ကိုညံ့ကြီးရှင်ပဲဆိုပြီးတော့အမွှန်းတင်နေပါတယ်အဲဒီနောက်သူတို့လည်းသွားဖို့ပြင်ဆင်ကြကမကြခင်မှာပဲသူတို့စီကိုလူတချို့ရောက်လာတာကိုတော့တွေ့မြင်ရမှာပဲဖြစ်ပါတယ်လူတချို့ရောက်လာပြီးတော့အဲ့ဒီထဲကဆန်နီနဲ့ဘဲကမင်းငါတို့ကိုမှတ်မိမယ်မထင်ဘူးဆိုပြီးပြောလိုက်တဲ့အချိန်မှာတော့အာဆာကလည်းတိတ်မှတ်မိတာပေါ့ဆိုပြီးတော့အတိတ်မှာသူအိမ်ဖြက်စီးခင်းတော့အကြောင်းကိုပြန်ပြီးတော့တွေးလိုက်ပါတယ်အဲဒီနောက်အာဆာကပဲသူတို့ရဲ့အဖွဲ့နာမည်ကသွင်းဟွန်းလို့ခေါ်တဲ့အရင်တုန်းက Alice နဲ့ Ray ကလည်းအဲ့ဒီဖွဲ့တွေကပေါ့အဲဒီနောက်ဆန်နီနဲ့ဘဲကသူ့ကိုသူ့ Upton လို့မိတ်ဆက်ခသင်ဝါရောင်တဲ့ကောင်မလေးကလည်းသူ့ကိုသူတို့လိုမိတ်ဆက်လိုက်ပါတယ်အဲဒီချိန်မှာတော့အာစတာလည်းအသက်ရှူမရဖြစ်တဲ့အချိန်မှာပဲအာဒမ်လို့ခေါ်တဲ့ဘဲကြီးကလာပြီးတော့ကူညီလိုက်ပါတယ်အဲဒီနောက်နင်ဂျာလိုထင်ရတဲ့ကောင်မလေးတယောက်ကိုတွေ့မြင်မှာဖြစ်ပြီးတော့သူ့နာမည်က Jasmine ဆိုပြီးဘေးကမြားနဲ့အမကြီးကပဲမိတ်ဆက်လိုက်ပါတယ်အဲဒီနောက်သူ့ကိုသူလည်း Helen ဖြစ်ကြောင်းပြောပြလိုက်ပါတယ်အဲဒီနောက်အာစတာတို့လည်းစတင်ထွက်လာကအာစတာအနေနဲ့ကလည်းဒီဘက်ခင်မှသွားတဲ့ယင်နေနဲ့ဟိုဘက်ခင်မှသွားတဲ့ယင်တွေကတခြားစီပဲဆိုပြီးတော့သူ့ရဲ့အရင်ဘွားကယင်တွေကိုပြန်ပြီးတော့ကြည့်လိုက်ပါတယ်အဲဒီနောက်အာစတာကပဲသူတို့သွားနေတာ Express ဆိုတဲ့မြို့ကိုထင်တယ်ဒါပေမဲ့လမ်းမှာပြဿနာတွေတက်လာနိုင်တယ်ဆိုပြီးတော့တွေးနေတဲ့အချိန်မှာပဲကျွန်တော်တို့ဝင်ပလေတွေကိုတော့တွေ့မြင်မှာဖြစ်ပါတယ်အာစတာကလည်းဟုတ်တယ်ဒီကဘာကြီးကလုံးဝကိုလုံခြုံမှုမရှိဘူးပဲဆိုပြီးတော့ပြောလိုက်ပါတယ်အဲဒီနောက် Ray နဲ့သူ့ရဲ့ဖွဲ့သားတွေကလည်းတိုက်ခိုက်ကအဒန် Jasmine နဲ့ Helen က argument တွေဖြစ်ပြီးတော့ကျန်တဲ့နှစ်ယောက်ကတော့ခွင့်ကျူရာတွေဖြစ်တယ်ဆိုတာကိုသိလိုက်ပါတယ်အဲဒီနောက်သူတို့တိုက်ခိုက်တာကိုအားကြပြီးငါလည်းတန်မာလာမှရမယ်ဆိုပြီးတော့အာဆာကသူ့ကိုသူပြောလိုက်ပါတယ်အဲဒီလိုနဲ့သူတို့လည်းအဲ့ဒီမှာပဲညကိုနားဖြစ်လိုက်ခညစာဆဆတဲ့အချိန်မှာတော့ Alice နေနဲ့ဘာမှတော့မစားရသေးဘူးဖိုက်ပြသွားတာကြောင့်အာစတာကလည်းထူဆန်းနေပါတယ်အဲဒီနောက် Ray ရဲ့လက်မောင်းမှရနေတဲ့တန်ရာကိုစေးကူပေးဖို့လုပ်တဲ့အချိန်မှာတော့အားလုံးကလည်းကင်းဆောင်တဲ့သဘောမျိုးအနေနဲ့သူ့ကိုဝိုင်းထားလိုက်ကြပါတယ် Alice တို့လို့ဟီလာတွေကိုတော့အာမမီတာလို့ခေါ်ပြီးတော့သူတို့ကရှားပါတဲ့မော်ဆရာတစ်မျိုးပဲဖြစ်ပါတယ်ဒါပြီးတော့သူတို့လို့အမီတာတွေကပို့ပြီးတော့တားခဲ့ထားရတာလွယ်တာကြောင့်အဖွဲ့တစ်ခုမှပေးသိလို့မရတာပဲဖြစ်ပါတယ်အဲဒီနောက်အတန်ကလည်းသူအနေနဲ့မိခင်အကျော်လျှော်ချင်တာကြောင့်အာစတာကိုခဏငါဆိုပြီးပြောကတိုက်ခိုက်ဖို့လုပ်ကြပါတယ်အဲဒီချိန်မှာတော့အာစတာကလည်းလူတွေငါ့ကိုစိတ်ပူရဒါပေမဲ့ငါကလေးဆိုတာများမေ့သွားတာလားဆိုပြီးတော့တွေးနေပါတယ်အဲဒီလုံးနဲ့အတန်ကိုကြည့်လိုက်တဲ့အချိန်မှာတော့ငါ့ကိုညမဲ့ပုံမဟုတ်ဘူးဆိုကသူလည်းအတီတိုက်ဖို့အတွက်မန္နာခိုးတွေကိုဓာတ်ထဲမှာထည့်ကခြေထောက်မှာလည်းလေးစွမ်းအားလို့ထင်ရတဲ့အရာတွေကတော့ပတ်နေတာကိုတွေ့မြင်မှာဖြစ်ပါတယ်အဲဒီချိန်မှာပဲအားလုံးလည်းအော်အော်သွားကအာစတာကလည်းစတင်လှုပ်ရှားလိုက်တဲ့အချိန်မှာတော့အရန်လင်မြန်နေတာကိုတော့တွေ့မြင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းသူ့နောက်ကိုရောက်တဲ့အချိန်မှာတော့ချော်လဲသွားကအတန်ကိုပြန်လဲပြီးတော့ခုခံတိုက်တဲ့အချိန်မှာတော့လွန်ထွက်သွားတာကြောင့်ထင်တဲ့အတိုင်းပဲဒီခန္ဓာကိုယ်ကအရန်ပေါ်လွန်နေဆိုပြီးပြောလိုက်ပါတယ်အဲဒီတိုက်ပွဲပြီးရဲ့နောက် Jasmine ကလည်းသူ့နာကိုလာကအာစတာကိုသူ့ကိုအဲ့လိုဘယ်လိုလုပ်ရလဲဆိုပြီးတော့တင်ပေးဖို့ပြောပါတယ်အဲဒီချိန်မှာတော့အာစတာကလည်း Jasmine ကိုတေချာကြီးကဒီမျက်လုံးတွေကိုငါတီးရဲ့သူကမရမချင်းအလျှော့ပေးမဲ့သူမျိုးမဟုတ်ဘူးဆိုကသူကိုတင်ပြဖို့ပဲဆုံးဖြတ်လာပါတော့တယ်အဲဒီလူနဲ့သူတို့ရဲ့ခရီးစဉ်ကလည်းအနှဲငယ်ချောမွေ့နေကအာစတာတယောက်ကတော့လမ်းသွားရင်လေးရင်ရေးတွေလုံ
နေတာကိုတော့တွေ့မြင်ရမှာပဲဖြစ်ပါတယ်။အဲဒီလိုနဲ့သူတခြားကဘာကတီးထားတဲ့စွမ်းအားတွေကိုလည်း Jasmine ကိုမျှဝေပေးနေရပါတယ်။အဲဒီနောက် Jasmine ကလည်းအာဆာရဲ့မွေးနေ့လို့ပြောတဲ့ကြားတဲ့ဆိုကအာဆာကိုဓာတ်လေးတစ်ချောင်းကိုလက်ဆောင်ပေးလိုက်ပါတယ်။အဲဒီကြားထဲမှာတော့ချိုးတစ်ချောင်းပါတယ်ဆိုတဲ့အကြောင်းကိုပါရှင်းပြလိုက်ပါတယ်။အဲဒီလိုနဲ့အားလုံးကလည်း Jasmine ကိုကြည်က Jasmine အဲ့လိုဖြစ်နေတာကရှာရှာပါပါပဲဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်ခီးသွားဖို့အတွက်အာဆာကို Alice တယောက်အနေနဲ့ခေါ်တဲ့ချိန်မှာတော့ Alice အနေနဲ့တခုမှမနာကိုအာဆာတွေ့လိုက်ရပါတယ်။အဲဒီလိုနဲ့သူတို့လည်းခီးသွားရင်နဲ့တောင်ဆောင်တနေရာကိုရောက်တဲ့ချိန်မှာတော့ယထာလဲကလည်းတုံကနေရက်သွားကဓမြတွေတိုက်ခံရအောင်လို့သူတို့လည်းတတိထားမိလိုက်ပါတယ်။အာစတာကလည်းအဲ့ဒီမြေကွင်းကိုကြည်ကတယောက်ချင်းဆိုလို့ရှိရင်သူတို့ကတာပေမဲ့သူတို့ဘက်ကအင်အားများနေရဲဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်မကြခင်ချိန်မှာပဲခေါင်းဆောင်လို့ထင်ရတဲ့သူတယောက်ဟာထွက်လာပါတော့တယ်။သူတို့ရဲ့ပါတီယာဆိုလို့ရှိရင်လည်းတယောက်ကိုတယောက်ကူညီရင်တိုက်ခိုက်နေကြပြီးတော့တစ်ချက်မှာတော့ Ray အနေနဲ့အထိနာသားကယထာလုံးကိုသွားဆောင်တဲ့အချိန်မှာတော့အာစတာနဲ့ Alice လက်ထွက်လာရတာပါတော့။အဲဒီနောက်အာစတာကလည်းသူလည်းတိုက်ခိုက်နိုင်နေပြီသူလည်းတိုက်ခိုက်မယ်လို့ပြောတဲ့အချိန်မှာတော့ Ray ကလည်းမင်းအနေနဲ့ဒီနေရာမှာမတိုက်ခိုက်ဘဲနဲ့မင်းမမကိုပဲကာကွယ်ပေးလိုက်ဆိုပြီးပြောလိုက်ပါတယ်။ဒီမှာတော့အာစတာကလည်းမကြင်မနဲ့ဖြစ်ကသူတိုက်ခိုက်နိုင်ကြောင်းကိုပြောတဲ့ချိန်မှာတော့ Ray ကလည်းမင်းအနေနဲ့မင်းရဲ့မမကိုပဲကာကွယ်ပေးလိုက်မင်းရဲ့မမရဲ့ပိုက်ထဲမှာကလေးလေးရှိရဆိုပြီးပြောလိုက်တဲ့ချိန်မှာတော့အာစတာကလည်းသူ့မိကိုကာကွယ်ဖို့အတွက်ဟိုဘက်ကိုခေါ်သွားပါတော့တယ်။အဲဒီချိန်မှာတော့သူတို့ရဲ့လမ်းမှာရှိသမျှလူတွေကိုလည်းအဖွဲသားတွေနဲ့ကူပြီးတော့ရှင်းပေးနေပြီးတော့တစ်ချက်မှာတော့အပေါ်ကနေလူတစ်ယောက်ကကြည်နေတာကိုတော့တွေ့မြင်ရမှာဖြစ်ပြီးတော့သူတို့နှစ်ယောက်ကိုမော်သုံးလိုက်တဲ့ချိန်မှာတော့အာစတာကလည်း Alice ကိုအဝေးသွန်ကသူကပဲအဲဒီမော်တန်ကိုခံလိုက်ပါတော့တယ်။အိမ်နောက်သူလည်းကြောက်တဲ့ကိုပြုတ်ကြမလို့ဖြစ်ကငါတယောက်တည်းတော့မသွားနိုင်ဘူးဆိုကအပေါ်ကသူတို့ကိုတိုက်ခိုက်တဲ့ကောင်ကိုပါအပါခေါ်လိုက်ပါတယ်။အဲဒီချိန်မှာတော့ Jordan နဲ့ Wolves အနေနဲ့သူ့ကိုကာကွယ်ပေးဖို့လုပ်လိုက်ပေမဲ့လည်းအချိန်မမီပဲဖြစ်သွားပါတော့တယ်။အဲဒီချိန်မှာတော့အာစတာတယောက်လည်းအခုဆိုလို့ရှိရင်ငါအနေနဲ့ဟိုဘဲကြီးရဲ့ခံစားချက်ကိုနားလည်နိုင်နေပြီထင်တယ်။မိသားစုတွေအသက်ပေးလိုက်ရတဲ့အခါမျိုးမှာတော့နောင်တမရနေပဲနဲ့နောက်ထပ်မတွေ့ရဘူးဆိုတဲ့စိတ်ကပေါ်လာတဲ့အခါမှာတော့သူတို့ကဝမ်းနေတဲ့လာတယ်ဆိုပြီးပြောလိုက်ပါတယ်။အဲဒီနောက်အာစတာကပဲအနည်းဆုံးတော့ငါအကိုကြီးဖြစ်ချင်သေးရဲ့ကွာဆိုပြီးတော့အောက်ကိုကျသွားပါတော့တယ်။ episode 2လေးကလည်းဒီမှာတင်ဆုံးသက်သွားပါတယ်